တိုက်ခန်းအလွှာနိုင်တာလေးကိုမှရှယ်ပြင်ဆင်နာပြီးသားတဲ့ရောင်းမှုရှိတာလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုသွားရလာတာလေးကိုပြပေးခြင်းပါတယ်ဒီခန်းကစမ်းချောင်းမြို့နယ်ဗဟိုလမ်းမပေါ်မှာရှိတဲ့တိုက်ခန်းလေးမှာဗဟိုလမ်းမပေါ်မှာကျွန်တော်ဒီမင်းလန်းထိတ်လောင်းနဲ့နီးမယ်ခင်ဗျလမ်းရဲ့ဒေါင်းတိုက်ဒေါင်းကန်းလေးကိုရမှာဖြစ်တဲ့အတွက်လေဝင်လေထွက်တအားကောင်းမယ်အလင်းရောင်အရန်ကောင်းမယ်ဒီအခန်းလေးရဲ့အကျယ်ဝန်းကမျက်နှာဝ16ပေခွဲလောက်ရှိပြီးတော့အရှိနောက်က55ပေလောက်ရှိတယ်အိတ်ခန်းနှစ်ခန်းဖွဲ့ထားတယ်တအိမ်လုံးကိုကိုရီးယားပါကီခင်းထားတယ်အဲခန်းထဲမှာဆိုလဲအခုလိုမျိုး TV ဇင်တွေပါဒီနိုင်ရန်ကက်လေးတတိချာလေးလုပ်ထားတယ်ဆေးလဲတအိမ်လုံးအစ်စ်မီးလိုင်းအစ်စ်ညနေချက် decoration တွေလည်းလုပ်ထားတယ်တန်မန်းဆန်းရှိပတ်ပတ်လည်နဲ့အစ်စ်နေုံတိုက်ခန်းလေးပါအိတ်ခန်းတော့နှစ်ခန်းပါဒါကတော့ပထမဆုံးအိတ်ခန်းလေးပါအိတ်ခန်းထဲမှာလည်းပါကီခင်းပြီးသားဆေးအစ်စ်မီးလိုင်းအစ်စ်အကုန်လက်တင်နေုံပါပဲဒီနောက်ကတော့ဒုတိယအိတ်ခန်းလေးပါဒီကောင်ကတော့ပူကျဲတယ်ဒီအိတ်ခန်းလေးကတော့နှစ်ယောက်အိတ်ကလေးနဲ့တလုံးချပြီးရင်ဗီဒီယိုတို့မှန်နေကုန်တို့အတွက်လည်းနေရာလေးကြကြဝန်းလေးခြံပါသေးတယ်ကစ်ချင်ကန်းထဲမှာဆိုရင်လည်းကစ်ချင်ကိုကြွေပြားတွေခင်းထားတယ်ကြွေပြားတွေလည်းကတ်ထားတယ်ကစ်ချင်ခုံတွေကစ်ချင်ကက်ဘိနက်တွေလည်းအကုန်ထည့်ပေးထားပြီးသားပါနောက်ဖေးမှာလည်း emergency လှေကားလေးရှိပါသေးတယ်ခင်ဗျအခန်းလေးကကျွန်တော်အခုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲအပြင်မှာလည်းဒီတိုင်းတစ်ထပ်သေးပါပဲပြင်ဆင်ထားတာပြောင်းလဲတာဘာမှမရှိပါဘူးခင်ဗျအကုန်လုံးလက်တင်နေအောင်ဒါရီချိုးကနဲ့အိမ်နာလေးကတွဲရက်လေးပါသူကဟီတာလေးတစ်လုံးတက်ထားတယ်ရှာဝါပါတယ်ဘူတိုင်းအိမ်နာထည့်ရတယ်ဒါကိုယ့်ဘက်ကိုပြန်ပြီးတော့ရေချိုးကနဲ့အိမ်နာတက်တက်စီခွဲမယ်ဆိုရင်တော့ပြန်ခွဲရမှာပေါ့နော်ဒါကတော့ kitchen လေးပါဒီခန်းလေးရောင်းမဲ့အလွှာကြတော့ပထမတက်လေးကိုရောင်းပါပါရောင်းမဲ့ဈေးနှုန်းကကြတော့3950ခေါ်ထားပါတယ်ဈေးနှုန်းကိုတော့ပိုင်ရှင်နဲ့တိတိကျကျညှိနှိုင်းလို့ရပါတယ်BCC ရှိတယ်မြေရှင်ရှိတယ်ရှုပ်ရှင်းအားလုံးကင်းတယ်ရှုပ်ရှင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့တာဝန်ခံပြီးတော့ရောင်းချပေးပါတယ်ဒါကတော့အခန်းပြင် location လေးပါဒီခန်းလေးစိတ်ဝင်စားလို့ကြည့်ကျင်နေဆိုရင်ကျွန်တော်ဖုန်းကိုဆက်သွယ်ပြီးတော့လိုက်ကြည့်လို့ရပါတယ်အခန်းလေးရောင်းဖို့ငှားဖို့ရှိရဆိုရင်လည်းကျွန်တော်ဖုန်းကိုဆက်သွယ်ပြီးတော့ရောင်းခြင်းငှားခြင်းနဲ့အခန်းလေးအပ်ထားလို့ရပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်